မင်္ဂလာပါခင်ဗျာကျွန်တော်တို့ The Reader Channel ကနေဒီကနေ့တော့2013ခုနှစ်ဒီဇင်ဘာလတုန်းကပထမချိန်ထုတ်ဝေခဲ့တဲ့စာရေးချကူယူကွန့်ရဲ့ဖြောင်ဖြောင်ဆင်းဆင်းဝတ္ထုတို့များအတွဲတစ်မှာပါဝင်တဲ့ဝတ္ထုတိုးတွေကိုဖတ်ပြမှာဖြစ်ပါတယ်အဲ့ဒီဖြောင်ဖြောင်ဆင်းဆင်းဝတ္ထုတိုးတွေကိုကျွန်တော်ဖတ်မပြခင်မှာစာရေးသူအမှားဆိုတဲ့အမှားစာလေးကိုကျွန်တော်အရင်ဖတ်ပြပါစေရသစာပေရေးသား၍စာပေလောကသို့ဝင်ရောက်လာသူဆိုတော့လေ1990ပြည့်နှစ်နောက်ပိုင်းကစ၍စာရေးခြင်းနဲ့စာရွေးခြင်းအလုပ်ကိုသာပို့လုပ်ခဲ့သည်ယခင်ကဝတ္ထုလိုတစ်မျိုးနဲ့သာရေးတော့လေယခုအခါစောင်းမလည်းရေးရသည်သတင်းလည်းရေးရသည်စာပေဟောပြောပွဲဖိတ်လင်လည်းလိုက်လံဟောပြောရသည်ရသောအဖြစ်မိမိစိတ်ကြိုက်ရသစာပေရေးသားခြင်းထက်တောင်းစာမှုဟုခေါ်သည့်တောင်းဆိုသူအကြိုက်စာကိုသာရေးဖွဲ့ပေးခြင်းဖြစ်သည်ကများသည်ထို့ကြောင့်စောင်းမတောင်းရင်စောင်းမသတင်းပေးရင်သတင်းတခါတရံလဲဝတ္ထုလိုရေးပေးပါဆိုလဲရေးရသည်များသောအဖြစ်စာဖတ်ခြင်းစာရွေးခြင်းအလုပ်များဖြင့်သာတစ်လပြီးတစ်လတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့သည်ယနေ့မီဒီယာလောကကြီးသည်ကြီးမားကျယ်ပြန့်လာသည်ဝတ္ထုမဂ္ဂဇင်းသတင်းစာနှင့်ဂျာနယ်လောက်သာမဟုတ်တော့ပေရေဒီယိုကက်ဆက်ရုပ်မြင်သံကြားကွန်ပျူတာတွေပေါ်မှပေါ်ဤပညာတိုးတက်မှုနှင့်အထူးအလွယ်တကူကြည့်နိုင်ကြားနိုင်သော electronic ပစ္စည်းတွေကနေ့စဉ်နှင့်အမျှအသစ်ဆန်းနေထွက်နေသည်တမိုးမြင့်မြင့်ရှိသလိုလက်လန်းမိသောစိတ်နှုန်းဖြင့်ဝယ်ယူရရှိနိုင်သောပစ္စည်းတွေလည်းပေါ်များလာသည်နောက်ပေါ်လူငယ်များကပို၍အသုံးပြုရကြသည်တို့ဖြင့်ယသစာပေအခန်းကဏ္ဍစာပေဖတ်ရှုခြင်းအလေးထားတို့သည်နောက်ဆုတ်ပေးလာရသည်စာပေနှင့်စကားဆိုသည်မှာလူမျိုးတစ်မျိုး၏အထွတ်အမြတ်ထားထိမ့်သိမ်းဆောက်ရှောက်ရမည့်ယဉ်ကျေးမှုမဟုတ်ပါလားမြမစာပေမြမစကားမြမယဉ်ကျေးမှုကိုမမေ့မလျော့ပေါ်ပေါ်တန်တန်မဖြစ်အောင်လှုပ်ဆောင်ရမည့်တာဝန်နှင့်ဝတ္တရားသည်ကျွန်တော်တို့ဦးခေါင်းထက်မှာထာဝရရှိပါသည်2013ခုမေလကမြန်မာစာဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကိုရန်ကုန်မြို့အမျိုးသားကစားရုံတွင်ကျင်းပခဲ့သည်ဆရာဆရာမများကစာရန်များဖတ်ကြားဆွေးနွေးကြသည်ဆရာမကျူ၏မြန်မာနိုင်ငံတွင်ရသစာပေအရေးအသွေးကျဆင်းလာမှုနှင့်ပြန်လည်မြင့်တက်ရန်နည်းလမ်းများခေါင်းစဉ်ဖြင့်ဆွေးနွေးကြမှာလဲလိုက်နာသင့်ပေသည်ထိုနေ့ကအပြန်လည်ဆွေးနွေးမှုများကြောင့်အချိန်မလောက်မငှပင်ဖြစ်ခဲ့သည်မြန်မာနိုင်ငံတွင်စာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းကကြီးမှုကျင်းပသည့်စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲနှင့်စာအုပ်ဈေးပွဲတော်ကိုလည်းရန်ကုန်မြို့မင်းရဲကျော်စွာလမ်းရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အစည်းအဝေးခန်းမတွင်2013အောက်တိုဘာလ20ရက်မှ22ရက်နေ့အထိ3ရက်တိုင်တိုင်ကျင်းပခဲ့သည်ထိုအလုပ်ရုံဆွေးနွေးပွဲတွင်မြန်မာရသစာပေဝတ္ထုမြန်မာကဏ္ဍဝင်ကဗျာဝတ္ထုရှည်ယသစာရန်ဘာသာပြန်စာပေခေတ်ပေါ်ကဗျာနှင့်ထုတ်ဝေသူကဏ္ဍများကိုသက်ဆိုင်ရာဆရာမများကဆွေးနွေးခဲ့ကြသည်စာဖတ်ပရိသတ်ပြည်သူနှင့်စာအုပ်စာပေများကိုအလံမဝေးစေရန်ရန်ကုန်မြို့လူသွားလာစီကားရာနေရာတို့တွင်လှပတည်သက်သောစာအုပ်ဆိုင်များရှောက်ခဲ့ကြသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလည်းစာဖတ်ချိန်မြင့်မားတိုးတက်ရေးအတွက်အသိပညာပေးခြင်းလုပ်ငန်းကိုကျေးလက်အထိတွားရောက်ပြုလုပ်ကြသည်ကားဂိတ်ဘဏ်လက်ဖက်ရည်ဆိုင်ဈေးစသောနေရာများတွင်စာပေရေးချမ်းစဉ်ထားပေးခြင်းရွေရှားစာကြည့်လိုက်ဖွင့်လှစ်ခြင်းများလှုပ်ဆောင်ကြသည်စာပေရေးချမ်းစဉ်များတွင်လစဉ်တစ်လလျင်တစ်ကြိမ်အသစ်လဲလှယ်ပေးကြောင်းပြန်ကြားရေးနှင့်ဆက်ဆံရေးဝန်ထမ်းတို့ကပြောပြသည်စာပေလောကထဲတွင်နှစ်ပေါင်း30နီးပါးခန့်နေထိုင်ပြီးစာပေလုပ်ငန်းတစ်ခုတည်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသောကျွန်တော်သည်လည်းရသစာပေကိုမိလျော့မထားသင့်ဟုကိုသတိပေးလှုံ့ဆော်ပါသည်ဝတ္ထုတို့အသည့်ရေးဖွဲ့ရန်အချိန်နှင့်အချိန်နှင့်နေပါသဖြင့်ရေးသားဖော်ပြခဲ့ပြီးဝတ္ထုတို့များကိုပြန်လည်ရှာဖွေစုစည်းသည်28ပုဒ်တွေ့ရှိသည်ယခင်ထုတ်ဝေပြီးဖြစ်သောစိန်လွန်တူးသမား၏အဖွင့်အပိတ်တကားနှင့်အခြားဝတ္ထုတို့များကိုရိုးကွန့်ဝတ္ထုတို့များနှင့်ပြင်စယူပါမဂ္ဂဇင်းဝတ္ထုရှည်
ညာစာအုပ်တို့တွင်မပါသေးသောဝတ္ထုတို့များဖြစ်ပါသည်တချို့ကိုမဂ္ဂဇင်းစာအုပ်ဖြစ်၎င်းတချို့ကိုမဂ္ဂဇင်းစာအုပ်ထဲမှဖြဲယူထားသောစာရွက်အဖြစ်၎င်းတချို့ကိုလက်ရေးစာမှုအဖြစ်၎င်းတွေ့ရှိသည်မဂ္ဂဇင်းစာအုပ်နှင့်အတူတွေ့ရှိသောဝတ္ထုကိုစာအုပ်မည်နှင့်ထုတ်ဝေသီလကိုရှင်တွဲဖော်ပြနိုင်တော်လဲမဂ္ဂဇင်းထဲမှဖြည့်ထားသောပုံနှိပ်စာရွက်တချို့တွင်မဂ္ဂဇင်းအမည်နှင့်ထုတ်ဝေသည့်ခုနှင့်လများမပါရှိပေတချို့ပုံနှိပ်စာရွက်တွင်ဘောပန်ဖြင့်ရေးမှတ်ထားတော်လဲတချို့တွင်ရေးမှတ်ထားခြင်းမရှိထို့အတူပင်လက်ရေးစာမှုအဖြစ်တွေ့ရှိသည့်စာရွက်များမှာလည်းတချို့တွင်မြည်သည့်မဂ္ဂဇင်းသို့ပို့၍မြည်သည့်မဂ္ဂဇင်းတွင်ဖော်ပြခဲ့ကြောင်းရေးမှတ်ထားခြင်းမရှိတချို့လက်ရေးစာမှုကစာရွက်အစုံလည်းမရှိအစစာမျက်နှာများပျောက်နေသလိုအဆုံးစာရွက်ပျောက်နေသောစာမှုများလည်းရှိသည်ထို့ကြောင့်တချို့ဝတ္ထုများကိုမှတ်မိသလောက်ဖြည့်ဆွတ်ရေးသားခဲ့ရသည်တချို့ဝတ္ထုတို့တွင်ထိုစဉ်ကာလကမူဝါဒအရလွတ်ကင်းကင်းဖြစ်စေရန်ခြံခဲ့ရသောစာသားနှင့်စာပိုက်များရှိသည်တချို့မှာစာစီစာရိုက်စဉ်ကလေးကမှားယွင်းမှုကြံခဲ့သည်များလည်းရှိသည်ထို့ကြောင့်ယခုပြန်လည်ထုတ်ဝေရန်စီစဉ်သည့်အခါဖြည့်ဆွတ်ရေးသားခြင်းအမှန်ပြုပြင်ခြင်းများပြုလုပ်ခဲ့သည်အချို့ဝတ္ထုတို့တွင်ပါရှိသောအခြေအနေအကြောင်းအရာနှင့်ဈေးနှုန်းတို့သည်ထိုဝတ္ထုရေးသားစဉ်ကအခြေအနေအကြောင်းအရာနှင့်ဈေးနှုန်းတို့ဖြစ်သဖြင့်ယခုဖတ်ရှုနေသောအချိန်တွင်ပြောင်းလဲမှုရှိနိုင်ပါသည်ဥပမာပြစ္ဆုတ်ပံမှာနေသည့်ဝတ္ထုတို့တွင်ပါဝင်သောအကြောင်းချက်တို့သည်1994ခုနှစ်ကအကြောင်းအရာများဖြစ်သည်တွေ့ရှိသောဝတ္ထုတို့28ပုဒ်အားတူရာစုစည်းသောအခါဇယိုက်သဘာဝကိုရေးဖွဲ့သောဝတ္ထုတို့မှာ12ပုဒ်မိသားစုဖွဲ့ဝတ္ထုတို့များက6ပုဒ်မိဘမေတ္တာဖွဲ့ဝတ္ထုတို့က4ပုဒ်နှင့်ချစ်မေတ္တာအကြောင်းရေးဖွဲ့သည့်ဝတ္ထုတို့က6ပုဒ်ပါရှိသည်ထို့ကြောင့်တချို့မှာလူကြီးကြိုက်တချို့မှာလူငယ်ကြိုက်ဖြစ်သည်အသက်အရွယ်မရေးဖတ်ရှုရန်သင့်လျော်သောဝတ္ထုများဖြစ်ပါသည်သို့သော28ပုဒ်လုံးကိုတအုပ်ထဲရိုက်နှင့်လျင်စာမျက်နှာများတန်ဖိုးများမည်ဆိုသဖြင့်နှစ်တွဲခွဲ၍ရိုက်နှိပ်ထုတ်ဝေပါသည်စာအုပ်မည်ကိုလည်းပထမဆုံးဖြစ်သောဖြောင်းဖြောင်းဆင်းဆင်း၏အမည်ကိုယူ၍ဖြောင်းဖြောင်းဆင်းဆင်းဝတ္ထုတို့များဟုသတ်မှတ်လိုက်သည်ထိုဝတ္ထုတို့မှာလည်းရာဇဝင်ရှိပါသည်မူလကဝတ္ထုတို့အမည်မှာအဖြောင့်မွေးတကောင်ဖြစ်သည်ဆန္ဒမဂ္ဂဇင်းတွင်ကွယ်လွန်သူစာရေးဆရာကြီးဆရာမြတ်တန်းတင်အယ်ဒီတာလုပ်စဉ်ကရေးသားပေးပို့ခဲ့သည်ဆန္ဒမဂ္ဂဇင်းတွင်ဖော်ပြခဲ့တော်လဲထိုဝတ္ထုမှာအဆုတ်ဖြဲခံရသဖြင့်ပါမလာတော့ပေဆရာမဝါဝါတင်လင်းနှင့်တွေ့စဉ်ကဒေါ်အိုင်ရင်းတင်လှပေးထားသဖြင့်ထိုဝတ္ထုမဖြဲရသေးသောဆန္ဒမဂ္ဂဇင်းရှိသဖြင့်ယူလာပြမည်ဆိုတော့လဲယနေ့တိုင်ကျွန်တော်မမြင်ရသေးပေထိုဝတ္ထုကိုနှစ်ပေါင်းများစွာမေ့လျော့ထားပြီးနောက်2010ပြည့်နှစ်တွင်မှတ်မိသလောက်ပြန်လည်စဉ်းစားရေးသား၍ရွှေမြုပ်တင်မဂ္ဂဇင်းသို့ပို့ခဲ့သည်ဆရာမျိုးမြင့်ချင်းကရွေးယူဖော်ပြတော်လဲသက်ဆိုင်ရာကပိတ်ပင်ခြင်းခံရပြန်သည်ဆရာမျိုးမြင့်ချင်းသည်တရုတ်ဖော်ပုံနှင့်ဒီဇိုင်းဆင်ပြီးစာမျက်နှာကိုမိတ္တူကူး၍ပို့ပေးသည်ထိုစာရွက်များသည်လည်းဘယ်မှညက်နေသည်မသိပြန်ရှာလို့မရထို့ကြောင့်လက်ရေးမှုချမ်းကိုပြန်ရှာပြီးအသစ်ထပ်မံရေးရပြန်ပါသည်ထိုဝတ္ထုတို့တွင်ကျွန်တော်ပေးလိုသော message မှာအကျဉ်းချက်ကြောင့်သော၎င်းအမျှော်မြင်ကြောင့်သော၎င်းမူလစရိုက်နှင့်မူလအချင်းကိုပြောင်းလဲနိုင်ကြောင်းတင်ပြလိုခြင်းသာဖြစ်သည်ကောင်းသူသည်ထာဝရမကောင်းအခြေအနေကြောင့်ဆိုးရွားနိုင်သလိုဆိုးသွမ်းခဲ့သူသည်ထာဝရဆိုးမနေအခြေအနေကြောင့်အကောင်းသို့ပြောင်းနိုင်သည်ကျွန်တော်တရုတ်ဖော်ရေးသားထားသောငွေမှာနောက်ဆုံးချိန်အန္တရာယ်နှင့်ကြုံတွေ့ချိန်မှာပဲပြောင်းလဲကျင့်သုံးပြီးသောပုံစံကိုမဖြတ်တော့ဘဲခိုင်မာတတ္တိရှိရှိဖြင့်ခံယူသွားပုံကိုရေးဖွဲ့ပါသည်သို့သောကျွန်တော်တွေးတောရေးသားသလိုစိစစ်သူများကမတွေးမမြင်ကြပဲတခြားတစ်ဖက်မှအတွေးမြင်ဖြင့်ကောက်ယူကာအများပြည်သူဖတ်ဖို့ဖော်ပြရန်မသင့်ဟုဆုံးဖြတ်ခဲ့လေလားမသိယခုအခါ case နှင့်များလည်းပြောင်းလဲပြီဖြစ်သည်ဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများအတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရေးသားဖြန့်ဝေခွင့်ရနေပြီဖြစ်သောကြောင့်ဖြောင်းဖြောင်းဆင်းဆင်းဝတ္ထုတို့များကိုဖြောင်းဖြောင်းတန်တန်ထုတ်ဝေလိုက်ပါပြီဤစာအုပ်ဖြစ်မြောက်ရန်ကွန်ပျူတာစာစီမှစ၍ဖြန့်ချီသည့်ထိဆောင်ရွက်ပေးကြသောမိတ်ဆွေများရောင်းချသူများအားပေးဖတ်ရှုသူများအမှာစာရေးသားချီးမြှင့်သောဆရာအောင်ချိန်ပွားဆရာကျော်စောမင်းနှင့်တကွကျေးဇူးတင်ထိုက်သူအားလုံးတို့ကို
ကျေးဇူးတင်ရှိပါသည်ကိုယိုကွန်စာရေးသူ၏အမှာကိုဖတ်ရှုပြီးတဲ့နောက်မှာနောက်ထပ်ဇာအောင်ချိန်ပွားရေးသားထားတဲ့ဖြောင်းဖြောင်းဆင်းဆင်းဝတ္ထုတို့များနဲ့ပတ်သက်ပြီးအမှာစာကိုလည်းဖတ်ပြပေးပါစေဆရာကိုယိုကွန်ကဲ့သို့အရသာရှိသောဝတ္ထုများအထူးသဖြင့်အလင်္ကာရသမြောက်သောဝတ္ထုတို့များကိုစာဖတ်သူတို့ထံဆွဲဆောင်မှုကြီးစွာဖြင့်ရေးသားပေးပို့လေရှိသောတကယ့်ရသစာပေကိုဖန်တီးနိုင်စွမ်းရှိသူ၏စာဖတ်ပရိသတ်ဖြစ်ခဲ့သူကျွန်တော်အနေဖြင့်သူ၏ဝတ္ထုတို့ပေါင်းချုပ်စာအုပ်တွင်အမှာစာရေးခွင့်ရသည်မှာရေငတ်တုံးရေတွင်နှင့်ကြသူကဲ့သို့ခံစားမိပါ၏သူစာအကြောင်းပြောခြင်းနေတော့လဲသူ့အကြောင်းကိုလည်းပြောခြင်း၍ပြောခဲ့ရေးခဲ့ဘူးပါသည်ကျွန်တော်ဆောင်းပါးများ၌ဟိုတစဒီစအခုတော့တဝါကြီးရေးရပြီယခုသူစာအကြောင်းမပြောမီသူ့အကြောင်းထပ်ယူပါမည်ဆရာကိုယိုကွန်ကိုသူစာမတစ်ဆင့်သိခဲ့သည်မှာလွန်ခဲ့သောအနှစ်20ကျော်ကဖြစ်သည်သူကိုလူချင်းတွေ့၍တိကျွမ်းရင်းနေခဲ့သည်မှာလွန်ခဲ့သော15နှစ်ခန့်ကဖြစ်သည်ပထမတော့ကျွန်တော်ကသူ၏ရသစာပေများကိုဖတ်ခဲ့သောစာဖတ်သူနောင်တော့သူကကျွန်တော်စာများကိုမလွဲမသွေဖတ်၍ရွေး၍သူအက်ဒီတာချုပ်အဖြစ်တာဝန်ယူသောဂျာနယ်မဂ္ဂဇင်းများတွင်ထည့်သွင်းဖော်ပြသောကျွန်တော်စာဖတ်ရသူသူစာကိုဖတ်ကိုစာသူဖတ်နှင့်အပြန်အလှန်ဖတ်ရင်းရင်းနှီးခဲ့ကြသည်ဆရာကိုယိုကွန်ဒီကစာရေးလဲကောင်း၏စာရွေးလဲတော်၏ဂျာနယ်မဂ္ဂဇင်းစာဆောင်များတိုးတက်ထွန်းပေါက်အောင်ပြောင်မြောက်စွာကင်တွယ်လှုပ်ဆောင်ပေးရတွင်လဲထူးခြား၏သူအက်ဒီတာချုပ်အဖြစ်လုပ်ခဲ့သောစာအုပ်များဆောင်ရည်တက်အောင်မြင်ခဲ့သည်သာဖြစ်၏ဆရာကိုယိုကွန်သည်1984ခုမေလတုတ်စန္ဒာမဂ္ဂဇင်းတွင်ဝတ္ထုတို့ရေးသားပါရှိခဲ့ရမှစာပေလောကထဲသို့စတင်ခြေချခဲ့သည်စာပေလောကထဲသို့ခြေလမ်းဝင်ရောက်လာပြီးဆိုသည်နှင့်စာပေလောကသားများကိုကင်လုပ်ခဲ့သူဖြစ်သည်ထို1984ခုနှစ်မှာပင်သူ၏စိန်လွန်တူးသမား၏အဖွင့်အပိတ်တကားနှင့်အခြားဝတ္ထုတို့များဝတ္ထုတို့ပေါင်းချုပ်ဆောင်မှုသည်စာပေပိတ်မှန်ဆောင်မှုစုပြိုင်ပွဲတွင်ပထမဆုဆွခုနိုင်ခဲ့သည်ဆရာကိုယိုကွန်သည်သူကျင်လည်ပိုင်နိုင်သောနေပေရှိစိန်လွန်တူးသမားတို့၏အကြောင်းကိုဇေယိုက်တဘာဝကြကြရေးဖွဲ့နိုင်ခဲ့သည်မှာသူကိုယ်၌ကဘူမိဗေဒအဓိကဘာသာဖြင့်မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှဘွဲ့ရခဲ့သူဖြစ်သောကြောင့်ဆယ်မြောင်းဦးစီးဌာနနှင့်ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္ထုရှာဖွေရေးဦးစီးဌာနတို့တွင်ဘူမိဗေဒဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့သောကြောင့်ဆရာကိုယိုကွန်သည်မြန်မာစာအဓိကနှင့်ဘွဲ့ရသူမဟုတ်တော့လဲသိပ္ပံဘွဲ့ရသောလက်တွေ့ဆန်းဆန်းသမားဖြစ်ရန်ရှိတော့လဲအနုပညာတက္ကံကောင်းသူဖြစ်သည်စာပေမြေခံကောင်းသူဖြစ်သည်ခန်းစားချက်ကိုအလေးပေးသူခန်းစားချက်မှပွင့်ကန်ထုတ်လိုက်သောစလုံးများကိုလှလှပပနှင့်ရသာရှိခန်းစားတတ်အောင်ရေးသားပေးသူဖြစ်သည်ထို့အပြင်ရသစာပေဖြစ်သည်ဝတ္ထုတို့ပေါင်းချုပ်စာအုပ်ကိုထုတ်ဝေပြီး1988ခုနှစ်အတွက်အမျိုးသားစာပေဆုကိုနိုင်ငံတော်၏ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသည်စာပေလောကသို့ရောက်ရှိပြီး3နှစ်မြတ်အကြာတွင်စာပေလောက၏အမြင့်ဆုံးဖြစ်သောအမျိုးသားစာပေဆုကိုရရှိခဲ့ခြင်းဖြစ်သည်သူ၏စာပေသည်မြင့်မြတ်ပြောင်မြောက်ကြောင်းဤအချက်ကအထင်ရှားသက်သေတိုင်ထားခဲ့ပေသည်ကျွန်တော်ဆိုလျင်စာပေလောကလည်းဝင်ရောက်ပြီး42နှစ်အကြာ2000ပြည့်နှစ်ကြာမှအမျိုးသားစာပေဆုကိုရရှိခဲ့သည့်နှစ်နိုင်ရှင်ပြီးဆရာကိုယိုကွန်၏စာပေဖန်တီးနိုင်စွမ်းကိုမချီးကျူးဝဲမနေနိုင်အောင်ဖြစ်ကြရမည်သာဆရာကိုယိုကွန်သည်ဆွဲရကောင်းသောစာများကိုရေးသားသူဖန်တီးသူဖြစ်ရုံသာမကဆွဲရကောင်းသည့်စာမှုဟုသူယုံကြည်လျင်သူကင်သောဂျာနယ်မဂ္ဂဇင်းတို့၌ဖန်တီးခွင့်များစွာပေးသူဖြစ်သည်ဖြောင်းမတည်ကြည်သောအက်ဒီတာချုပ်ပြီးသူကောင်းသည်ဟုယူဆသောစာမှုများကိုသူမဂ္ဂဇင်းတွင်အားပါတရထည့်ပေးတတ်သူဖြစ်သည်ကျွန်တော်စာပေဘဝခီးတွင်မှတ်တိုင်စိုက်ထူရလောက်အောင်ဆရာကိုယိုကွန်ကသူ၏ယတိကျောင်းမြတ်နှင့်လက်ဝဲရတနာမဂ္ဂဇင်းတွင်တအုပ်တလထဲနှင့်ကျွန်တော်စာမှုလေးပုဒ်ကိုတပြိုင်တည်းနှင့်လှမောင်မောင်တလာမောင်ကိုဦးလေးမြတ်အောင်ချိန်ဘွားဟူသောကလောင်ဝဲများဖြင့်လေးပုဒ်ထက်သွင်းဖော်ပြပေးခဲ့သည်မှာယနေ့တိုင်မမိတ်နိုင်အောင်ဖြစ်ရသည်ဆရာကိုယိုကွန်သည်1992ခုနှစ်တွင်မြမဒနမဂ္ဂဇင်း၌4နှစ်ခန့်1995ခုနှစ်တွင်
Living Color ကြော်ညာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်းတွင်3နှစ်ခန့်အယ်ဒီတာဖြစ်ဆောင်ရွက်ခဲ့သည်1998ခုနှစ်မှ2000ပြည့်နှစ်ကုန်အထိတက်တက်ရောင်သတင်းဂျာနယ်ကိုအယ်ဒီတာချုပ်အဖြစ်နှင့်ရောကိုယ်ပိုင်ထုတ်ဝေသူအဖြစ်နှင့်မှဆောင်ရွက်ခဲ့သည်ထို2000ပြည့်နှစ်မှာလည်းယတိကျောင်းမြင့်နှင့်လက်ဝဲရတနာမဂ္ဂဇင်းတွင်အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်ထို့နောက် American နိုင်ငံသို့သတင်းဂျာနယ်လစ်သင်တန်းသွားတက်ပြီးအပြန်တွင်မန္တလေးမြို့၌နမ်းမြင့်သတင်းဂျာနယ်ကိုအယ်ဒီတာချုပ်အဖြစ်ဝင်ရောက်ဆောင်ရွက်ပေးခဲ့သည် Sport Lovers အားကစားဂျာနယ်နှင့်အောင်ပင်လယ်မဂ္ဂဇင်းတို့တွင်လည်းအယ်ဒီတာချုပ်ဖြစ်တာဝန်ထမ်းခဲ့ပြီး2010ပြည့်နှစ်မှယနေ့အထိ 7 Day Shopping Guide ဂျာနယ်တွင်တာဝန်ခံအယ်ဒီတာဖြစ်ဆောင်ရွက်လျက်ရှိသည်ဆရာကိုရုပ်ခွန်အကြောင်းပြောဖွယ်ရအများကြီးရှိသေးသည်သို့သောသူ့စာအကြောင်းကလည်းအရေးကြီးသဖြင့်သူ့အကြောင်းကလောင်မပိတ်မီအတူဆုံးတစ်ခုတော့ရေးလို့သည်သူသည်စာများထွန်းတောက်သလောက်လူကရုပ်ကိုအေးစေးတည်ငြိမ်သူဖြစ်သည်ဆက်ဆံရေးအလွန်ပြည့်ပြည့်၍လူချင်းလူခင်ပေါ်များသူဖြစ်သည်လူအရေးကဲကိုအလွန်သိ၍အလိုက်သိတတ်သူကူညီတတ်သူဖြစ်သည်ဆရာကိုရုပ်ခွင့်၏စာများအကြောင်းရေးရသောဂျာနယ်မဂ္ဂဇင်းများတွင်ရေးသားခဲ့သောဝိတုရိုရှင်များနှင့်ဆောင်းပါးများသည်စာဖတ်သူများရှိမှသို့စာအုပ်အဖြစ်ပြန်၍ပေါ်လာနိုင်အောင်အစဉ်အလာရှိသည်စိန်လွန်တူသမား၏အဖွင့်ပိတ်တကားနှင့်အခြားဝတ္ထုတို့များကိုရုပ်ခွင့်ဝတ္ထုတို့များနှင့်ပြင်စယူပမဂ္ဂဇင်းဝတ္ထုရှင်များဇက်ခုံ30အတွဲ1နှင့်အတွဲ2အခြားစာရေးဆရာများနှင့်ပူးရဲထုတ်ဝေသည့်ဝတ္ထုတို့ပေါင်းချုပ်စာအုပ်များဂျပန်ဘာသာသို့ပြန်ဆိုထုတ်ဝေသောဝတ္ထုတို့စာအုပ်အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထုတ်ဝေသောမြန်မာ Rights မြန်မာ Gem စာအုပ်များအဖြစ်တကြော့ပြန်ထွက်ပေါ်ခဲ့သည်သူဝတ္ထုသူစာများပြန်၍ရိုက်နှိပ်ထုတ်ဝေခြင်း၏သဘောကသူစာများသည်ဖတ်ဖူးသူများကိုဖန်ဆနိုင်အားကောင်း၏ပြန်လည်တရိယာတန်းတကြရ၏တောင်းတကြရ၏လွမ်းဆွစွာမှန်းမြော်ကြရ၏ဤသို့ဖတ်ဖူးသည်နှင့်မမိနိုင်သောခံစားချက်များဖြစ်ရသည့်စာကိုရသားမြောက်သောစာဟုခေါ်မှပြုကြသည်ရသားမြောက်သည့်ဆိုသောချက်မှာစဖတ်တိကအရသာရှိအောင်ရေးသားပြုစုထားသောစာ၏ဂုဏ်အလင်္ကာမြောက်ခြင်းကိုဆိုလိုသည်ယခုဆရာကိုရုပ်ခွင့်၏ဖြောင်းဖြောင်းစင်စင်ဝတ္ထုတို့များစာအုပ်ကိုဖတ်ကြည့်သောအခါဝတ္ထုတို့28ပုဒ်ရှိကြောင်းတွေ့ရသည်ယခင်မဂ္ဂဇင်းများ၌ပါရှိခဲ့သောဝတ္ထုလိုလေးများဖြစ်၍ဖတ်ဖူးအရသာခံမှုသူများကဒန်ဒန်တာရာနှင့်ပြန်ဖတ်ချင်ရလောက်အောင်ဆွဲငင်းခဲ့သောဝတ္ထုများဖြစ်၍ယခုကဲ့သို့ပြန်လည်တင်ပြလာခြင်းဖြစ်သည်သူ၏ဝတ္ထုတို့များအနက်လူတို့၏လူဘဝဆိုင်ရာဇယိုက်တဘာဝကိုဖွဲ့ဆိုထားသည့်ဝတ္ထုတို့12ပုဒ်ပါရှိကြောင်းတွေ့ရသည်လူတိုင်းတွင်မိဘဟူ၍ရှိကြရာမိဘမေတ္တာကိုခံယူခဲ့ကြရသည်ထိုမေတ္တာ၏အတိမ်အနက်ကိုကွက်သိသူရှိသည်ကွင်းသိသူရှိသည်တိသာတိသည်လေးနက်စွာခံစားမိသူရှားသည်ဆရာကိုရုပ်ခွန်းကမိဘမေတ္တာကိုသိဘူးထိဘူးသူများသတိရှိစွာနားလည်နိုင်အောင်ရေးသားစာဖွဲ့ခဲ့သည်မှာယခုစာအုပ်တွင်၄ပုဒ်ပါရှိသည်မိသားစုဆိုသည့်အဘယ်နည်းမိသားစုစိတ်ဓာတ်ကိုသဘောပေါက်ကြ၏လောမိသားစုနှင့်တိုင်းဝိုင်းနေရစဉ်ကာလ၏အရသာကိုနားလည်ပါ၏လောဆရာကရှိတော်လည်းမသိမမိပဲဖြစ်နေသူများအတွက်မိသားစုအကြောင်းကို6ပုဒ်ပင်ရေးသားဖွင့်ဆိုပြထားသည်အချစ်နှင့်မခင်သောပုရုဇဉ်ဝင်နေရများမေတ္တာဓာတ်၏နှွေးထွေးသောလှမ်းခြုံမှုကိုကြုံနေရသောတတ္တဝါဟူသမျှတို့မေတ္တာနှင့်အချစ်ကိုပြည့်နှင့်စွာသိအောင်ဖော်ဆောင်ရေးသားထားသည့်ဝတ္ထုတို့6ပုဒ်ကိုဆရာ၏စာအုပ်၌တွေ့နိုင်ပါသည်ကျွန်တော်ကဲ့သို့ခန်းစားချက်ကိုအလေးပေးတတ်သူများသာမကခန်းစားချက်ကိုခပ်ပေါ့ပေါ့ထားသူများပင်ဤကဲ့သို့ရသားမြောက်သောအလင်္ကာကုန်ရှိသည့်ဝတ္ထုလိုလေးများကိုဖတ်မိပါကရင်ထဲနှလုံးသားထဲကခန်းစားချက်များအလွန်အရသာအာဟာရနှင့်ပြည့်စုံသည့်ထမင်းဟင်းဝိုင်းကြီးကိုသုံးဆောင်မိဝဲလိုက်ရတဲ့ကဲ့သို့စာပေ၏အနှစ်ကိုထိတွေ့အာယုံခံစားရပေမည်လူသားတို့၏အာယုံ၅ပါးကိုစိတ်တသိက်နှင့်ဝိညာဉ်လာဆဋ္ဌအာယုံတို့ဖြင့်ခံစားနေကြသည်အရိယာသူတော်စင်မဖြစ်သေး၍အာယုံ၅ပါးကိုကိလေသာအပြင်းအပြော့အတိုးအလျှော့အလေးအပေါ်လိုက်ခံစားရကြသည်မြင်မှကြားမှအနံ့ရမှဝါမျိုးကြမှပုတ်တက်ထိတွေ့ရမှအရသာအာယုံကိုခံစားရသည်မဟုတ်အဆိုပါအာယုံ၅ပါးစလုံးသည်အရသာရှိသောစာပေကိုဖတ်ရှုရင်းထွက်ပေါ်လာသောအာယုံသည်တင်ဆက်သောစာပေ၏ဆွဲဆောင်
ဖန်ဆားနိုင်မှုအာ၏အတိတ်နဲ့အရှိန်တက်မှုအလိုက်ခံစားရသည်ထို့သို့ခံစားနိုင်အောင်ရတမြောက်သောစာပေကိုဖတ်ရှုမှသိရှိမည်ဖြစ်သည်ရတမြောက်ခြင်းဆိုသည်မှာအဘယ်နည်းရှေးအစဉ်ဆက်ကစာဆိုပညာရှိစာပေပညာရှင်တို့ကစာပေ၏ရတကိုတရုပ်ခွဲပြဆိုခဲ့သည်နှစ်သက်မြတ်နိုးချစ်ကြိုက်မှုဆိုမှုလျင်သင်္ကာရယတဆက်ဆုပ်ယမုံအော့နှလုံးနာစေလျင်ဝိပဿယတတနာကျင်နာညတာဂယုဏဖြစ်စေသောဂယုဏယတရွှေမြူးပြုံးရဲ့ပျော်မောရသောဟာတယတအမှန်ကြွတဲ့ဝင့်ဝါထက်မှုဝီရာယတဆိုထိတ်ယွန်းကြောင့်တုံလုံး၆ချားပါကဘယာနကယတပြစ်တင်ခဲ့ရဲ့ရှုံချမဲရွေးမှုဖြစ်စေသည်ကရုဒ္ဒရတချီကျူအံ့အဲလွန်ထူးခဲမှုအဘုဒ္ဒယတတောကငြိမ်ကင်းပူပင်ရှင်းသောတဏှာယတဟု၍ယတကုမျိုးခွဲပြလေရှိသည်အချို့ကအင်းမြတ်သောမြတ်တာကိုယတတစ်ပါးဖြစ်တဲ့ကယတ10ပါးအပြားရှိသည်ဆို၏ယတမြောက်သောစာတို့ကိုအလင်္ကာဗုဒ္ဓီဂုံဩဇာရှိရှိရေးတပ်ဖွဲ့ဆိုထားသောစာပေသည်ကစာဖတ်သူတို့ကိုဖတ်ရကြုံနှက်လောက်အောင်ဆွေးနွေးစေသည်စာကိုဖတ်ကြသည်မှတ်ကြသည်တချို့ကဖတ်ယုံဖတ်သည်မှတ်ယုံမှတ်သည်တချို့မူကားစာကိုမျက်နှိုးစွာအလေးနက်ထား၍ဖတ်သည်စာမခန်းစားချက်ကိုရယူသည်အမှန်စင်စစ်စာဖတ်သူမည်သည်စာမတစုံတရာရရှိကြံ့ရည်ခဲ့ပါမှစာဖတ်ရကြုံနှက်ပေမည်ဤသို့တစုံတစ်ခုပေးစွမ်းနိုင်သောစာပေမှသာစာဖတ်သူလူအတိုင်းဝိုင်းကိုဤအတိုင်းမထားရဘဲလူတို့ကိုတိုးတက်ပြောင်းလဲထွန်းကားဖွံ့ဖြိုးစေပါသည်ထို့ကြောင့်လူမျိုးတင့်၍တိုင်းပြည်ဝင့်ထဲသောကမ္ဘာပေါ်ရှိဖွံ့ဖြိုးတိုးတက်ကုန်သောနိုင်ငံဟုသည်၍သည်ရတမြောက်သောစာပေထွန်းကားသောနိုင်ငံများဖြစ်သည်ကိုသတိပြုရ၏အင်တာနက် Facebook နှင့် Electronic ခေါ်မာတလျက်စီနည်းပညာထွန်းကားသောဤခေတ်ကြီးတွင်ရတမပါသောစာပေများကိုအွန်လိုင်းပေါ်တွင်အလွယ်တင်လာသမျှ networking ကွန်ရက်ဖွဲ့မှုလွယ်ကူစွာပြုလုပ်နိုင်သည်နှင့်အညီရီလာဝါလာရေးသား၍အပြန်အလှန်နှီးနှောနေသည့်အရေးအသားနှင့်တိုင်းပြည်တိုးတက်လာမည်မဟုတ်ကြောင်းသဘောပေါက်ရန်လိုသည်ရတစာပေများပျောက်ကွယ်ပါကလူယဉ်ကျေးမှုတိမ်ကောမည်ကိုသတိချက်မိရန်လိုသည်ဆရာကိုရိုးခွင့်၏ရိုးရိုးလေးနှင့်ကွန့်သောဝေဝေဆာဆာရေးသားထားသောဖန်တီးထားသောဝတ္ထုတို့များကိုဖတ်ကြပြီးစံနမူနာထားကြပါကုန်ဟုတိုက်တွန်းလိုက်ရပေသည်အောင်ချိန်ဝါဖြောင်းမြောင်စင်စင်ဝတ္ထုတို့များနဲ့ပတ်သက်ပြီးဇာရေးဆရာရဲ့အမှာနဲ့ဆရာအောင်ချိန်ဝါရဲ့အမှာစာကိုနားထောင်ကြပြီးတဲ့နောက်မှာဒီဝတ္ထုတွေထဲမှာဘယ်လိုသောအကြောင်းအရာတွေပါဝင်မယ်ဆိုတာကိုခြုံငုံခန့်မှန်းမိလောက်ပြီလို့ယူဆပါတယ်ခင်ဗျာအဲ့တော့နောက်ပတ်များမှာကျွန်တော်ဖတ်ပြမယ်ဖြောင်းမြောင်စင်စင်ဝတ္ထုတွေကိုနားထောင်ဖို့အတွက်ကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေစောင့်မျှော်နေပါမယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ